မတို့ကတော့အခုကဘယ်လိုမျိုးစိတ်နဲ့နေတုံးဆိုတော့ခွဲတိုင်းကိုတော့မစိုးလို့အောင်နော်ဒါခွဲတိုင်းကိုတော့မစိုးလို့ခွဲဆိုတဲ့လည်းမကြားဘူးသူတို့နဲ့တက်ရမယ်လှုပ်ဆိုလည်းမလှုပ်ဘူးဆိုတဲ့စိတ်နဲ့ကိုနေတော့တာဒါပုံမလို့ကျွန်တော်တို့လည်းဒီကားလေးနဲ့ဆိုချော်ပြောကြတယ်တင်ဒီပိုင်းမကူလားပေါ့နော်ဥမာတစ်ပြရတစ်ဒီပိုင်းမကူလားလုံးမစားရဲဘူးဘာဖြစ်လို့ဆိုအဲ့အဖွင့်ဆိုတာကြီးနဲ့ကိုမပတ်သက်ချင်လို့ကျွန်တော်တို့အဲ့တိုင်းပြောထားတာမလုပ်ချင်ဘူးသူတို့နဲ့ကိုမပတ်သက်ချင်ပတ်သက်လို့ရှင်နောက်ဆုံးကျွန်တော်တို့ဘယ်လောက်ပဲမှန်းနေကြားလို့ပဲနားပါဒါပုံမလက်ရှိနဲ့လက်မဲ့ဖြစ်နေတာအဲ့ဒါကျွန်တော်တို့မကြောက်ဘူးမဟုတ်ဘူးနော်ကြောက်တယ်သူတို့ဘာဖြစ်လို့ဆိုသူတို့ကလက်နဲ့နဲ့ကိုကဘာမှမရှိဘူးကိုမိသားစုတော့ကိုရက်တရအောင်ပါအဲ့ဆိုတော့ကျွန်တော်တို့ဟောမဖြစ်ရဘူးဒီကျွေးရင်တော့သူတို့မလို့ကျွေးဆိုတာသူတို့ကလှဲလို့နော်ပြည်သူတွေလှုပ်ရှားမယ်ဆိုတော့ထင်းချိန်တော့လည်းထင်းမခွေရဆိုပြီးအမိန့်ထုတ်လိုက်တာပြည်သူတွေမှာစောင့်ဝင်နေတာအကြက်တယ်တော့လားထင်းမခွေရပေါ့သူကားထင်းပေါ့နော်ကားနဲ့ရောင်းလိုက်တဲ့ထင်းမခွေရဆိုညှစ်ချိုးချိန်ညှစ်မချိုးရဆိုသူတို့ပိတ်တယ်နော်အဲ့ထင်းဆိုလို့ရှိရင်လည်းပြည်သူတွေကထင်းမခွေရချင်းစောအတန်းတော့မကြားချင်ဘူးဆိုလို့ပြည်သူတွေကဘာမှမလုပ်ဘူးဒါပေမဲ့သူတို့ပဲကားကြီးကားကောက်ကားငယ်တွေနဲ့သူတို့ပဲထုတ်တယ်နော်အဲ့ထင်းနေဆိုတော့သူတို့ပဲကနဦးဆုံးထုတ်အဲ့လိုမျိုးအခုကျွန်းဆိုတော့ဝေးရောပြည်သူတွေလုံးထိတောင်မထိရဲဘူးဒါပေမဲ့သူတို့ဆိုရှိုးလဲနေရမယ်ဒီအသေးလေးဆိုလို့ရှိရင်ဟိုလိုမျိုးပုံလေးပြောလို့ကြောက်လည်းမပိုင်ဘူးသူတို့လည်းမပိုင်ဘူးဒါပေမဲ့စိုက်တာချင်းတွင်တော့မှနေစားစိုက်ရင်စိုက်ရလိမ့်မယ်ပတ်စံရရင်ရလိမ့်မယ်စိုက်တာချင်းတွင်တော့မှကျမတို့ပြည်သူတွေပဲစိုက်ခဲ့ရတာဒါတွေကပြောပြတာအဖွဲတယောက်မှဝင်မစိုက်ဘူးဒါရင်တော့ကလေးကျွန်းစိုက်ခင်နေနော်ငငယ်လေးကလေးစိုက်ရတာကျွန်းစိုက်ဒါပေမဲ့လှုပ်ချိန်ကြလို့ရှိရင်ကျမတို့ပြည်သူတွေကလှုပ်ခွင့်မရှိဘူးနောက်ဆုံးပြောလို့ရှိရင်ပြည်သူတွေအစင်ပြေမှရဲဘော်တွေလည်းအစင်ပြေမှမဟုတ်ဘူးလားအဲ့လိုမျိုးမဟုတ်လားအခုဆိုရင်ကျန်တဲ့ဖွဲ့တော့မသိဘူးနော်ဒီလမ်းရောပါဒီတောင်ပေါ်တစ်ချက်မှရှိတဲ့ဖွဲ့လူခံရလားမေးကြည့်လိုက်ဘယ်မှမခံရဘူးသူချင်းစိတ်လည်းမရှိဘူးလူအောင်လည်းမလုပ်ဘူးသူကဒီကျွေးဆိုတာလည်းပြောလိုက်အောင်ဟိုစပြီးလှဲကစားကိုလည်းတော့အော်တာပေါ့နော်ရွာထဲလည်းမရှောင်ဘူးနော်ဟိုရွာထဲလည်းမရှောင်ဘူးဒီတော့ရဲတော့မပြောနဲ့ဝုန်းနဲ့လှဲတော့ကိုလည်းဟဲ့ဘာဟိုဟာဖြစ်တယ်သွားမတားနဲ့တဲ့တားလို့ရှင်ဒါကျမအိမ်ဝင်တယ်ပေါ့မလဲပါနဲ့လို့တားလို့ရှင်သိန်းပေါ့ဒါရိုက်တယ်ပေါ့အားပြီးလို့ရှင်သူတို့ကစာရက်စာတမ်းနဲ့သူတို့တရားဝင်လောက်ခွင့်ပေးထားတာပေါ့တန်ပေါင်းသိန်းဆိုတာသူတို့ပြောဒီရန်ပုံငွေပေါ့အနီကျန်နဲ့တရားဝင်ချပေးတယ်ဧကဆိုလို့ရှင်ဘယ်နဲ့ဧကလောက်လဲဒီသူတို့ပြောတာတော့အင်တိုင်းတာကိုမြောက်ဖက်ထီအောင်ပါတယ်လို့ပါတယ်ပြောတယ်သူတို့ပြောတာမြောက်ဖက်ထီကတကြောလုံးပေါ့အကုန်လုံးသူတို့လဲချင်တယ်လို့လဲလို့ရတယ်အဲ့လိုမျိုးသူကအဲ့လိုမျိုးဆိုတော့သူကမတားရဲဘူးလေသူကလည်းမလုပ်ရဲဘူးအခုကကိုယ့်အိမ်နဲ့ကိုစောက်ဖို့ဆိုလို့ရှင်အဖေအဘခေါ်တာကိုယ့်အိမ်နဲ့ကိုစောက်ဖို့ဆိုလို့ရှင်တွားပြီးတော့တင်ရတယ်အဲ့ဒီကနေကြတဲ့ထီအောင်စောက်ရတယ်အဲ့ဒါကိုယ့်အိမ်နဲ့ကိုစောက်ဖို့နော်ခုနကိုလိုပြောလူကူးစားဖို့တော့မပြောနဲ့ရေတော့စိတ်တော့သူတဲ့ကလေးတန်းစော်ရဲ့6နိုင်တယ်နောက်ထိပ်မယ်ဈေးတိုင်းလေးရှိတယ်ဒီကနေသွားတော့လမ်းတောင်ဘက်ညာဘက်ကြောင်ညာဘက်ကြောင်ဟုတ်အဲ့ဒီကလေးတန်းစော်တယ်ကလတ်ခုံနဲ့တူးတယ်ဟုတ်ပါရင်တော့ပြန်အခုဥက္ခရာကြီးတူးတယ်တူးပြီးပြန်လာတော့ဒီအိမ်တက်မှာပြောတာ9000တောင်းရတယ်ကိကတကယ်ဆိုရေရင်းတူးတဲ့ဆက်ကဒီရွာနဲ့ဟိုရွာကူးတာလောက်နေဘာမှမဖြစ်သွားပါဘူးဟုတ်တယ်မလားအဲ့ဒါရေရင်းတူးတဲ့ဆက်သူဆိုလို့ရှိရင်လည်းအောက်ဘက်ကလည်းမဟုတ်ဘူးဒီတောင်ပေါ်သားပဲ6မိုင်သားအဲ့လိုမျိုးသူရေရင်းတူးစတဲ့လိုက်ပြီးလို့ရှိရင်အဲ့ကြောင်စက်လေးကိုကားနဲ့တိုက်တာကို9000ကောက်တယ်အဲ့ကိ9000ပေးခဲ့ကဲအဲ့လောက်ထီအောင်ဟိုပြောလို့ဟိုတစ်ခေါက်ကလည်းကျမနဲ့တန်းတူပါကျမအဖေတို့မိတို့ဥပုပ်တယ်ကိုကားနဲ့လိုက်ပို့တာအနောက်ကိုလေဖုန်ကြီးချောင်းအင်တော့ပြန်ဒီနောက်နောက်မှအင်တော့ပြန်ဆိုတာရှိအဲ့အင်တော့ပြန်မြောက်ပြင်ကိကစစ်ချင်လာတယ်စစ်လို့ပြလိုက်တာဥပုပ်တယ်တွေလိုက်ပို့တာနေရာဦးကားဆိုရင်ကိုသူတို့ကတောင်းချင်လို့လားအဲ့လိုမျိုးအားကြောင့်ဘယ်မှမသွားဘူးကားနဲ့လည်းဘာမှမလုပ်ဘူးဘာလည်းမသွားဒီကျွေးနေကြတော့သူတို့လဲချင်နိုင်လဲနော်ကျမခုချိန်ထိမမေ့ဘူးနော်အဲ့ဒါကြောင့်မလို့လေအဖွဲဆိုတဲ့တောင်ဒါမကြားချင်ဘူးနော်အကိုတို့ကတော့တိုက်ချင်မှကြိုင်မှနော်ခုချိန်ထိကျမမမေ့ဘူးကျမအဖေနော်အခုကျမတို့အိမ်ဝင်ဒီအိမ်ဝင်အဆောက်ဒီလိုမဟုတ်ဘူးကုန်းမြင့်ကြီးဒါပေမဲ့ကျမတို့ကအိမ်ရှေ့မှာတက်ဆိုင်လေးဖွင့်ချင်လို့မို့လို့မြေထိုးတယ်နော်ဒီတစ်ပြင်လုံးကတရက်ပင်နေအဖေကိုယ်တိုင်စိုက်ထားတာနော်တရက်ပင်နေလေးချူပင်နေမကြီးပင်နေနော်အဖေကိုယ်တိုင်စိုက်ထားတာအဲ့ဒါကြီးအဲ့ဆိုအဲ့ကုန်းဖြိုခြင်းတော့ကိုယ်လည်းစာရီပိုင်းတော့ဒီကုတကတော့မတင်ဘူးပေါ့နော်တီလည်းမတီဘူးတင်ရမယ်ဒါပေမဲ့ဒီအုပ်ချုပ်ရေးမှုဦးငယ်အဲ့လိုပဲအဖေကမောင်ကြီးရဲ့ငါအိမ်ဝင်လေးညှိကျင်တာတဲ့အိမ်ဝင်နဲ့တရက်ပင်လေးတွေကတော့နှမျောနဲ့လဲရတော့မပုတ်သွားတဲ့အဖေကလည်းပြောရရဲတဲ့မင်းကလည်းမင်းအိမ်ဝင်နဲ့ရှိတဲ့အပင်လဲတာမင်းစိုက်ထားတဲ့အပင်လဲတာဘယ်သူကဘာပြောမှာအော်သူလဲလို့ဗဇက်ပြောလိပြောတော့ဖေကလည်းဒါစက်ထိုးမှဆိုတော့အပင်လေးတွေလှဲလိုက်တာပေါ့ပင်လဲလို့တဲ့အဖေကိုညာကြီးတော့တကယ်ဆိုရင်ဒီအမှုကမရင်းမဟုတ်ဘူးညာကြီးလားခေါ်စရာတောက်ဖို့မရှိဘူးညာကြီးကိုဖေကိုလားခေါ်ပြီးကမှ6ပေါက်ထဲကိုကျွတ်တင်နေလဲလို့ဆိုရင်ထားအောင်ကျွန်တော်တော့နော်ဒီအဖေစိုက်ထားတဲ့မကြီးနဲ့လဲတော့မှအဖေကို6ပေါက်တညာလုံးတော့တေးတောက်ချင်တော့မှစီရီအောင်လို့မလို့ကျွန်မအရောက်တော့ကျွန်တော်နော်စလိုင်းနေရော
ချိတ်ပြီးကမှစီစီကျွေးတာကျတော့ဘယ်လိုပြောမလို့စီစီတအားပြင်းတာကိုလိုလည်းတင်းဒီမှာစီစီအောင်လို့စီစီတွေကျွေးတော့ပြင်းစီစီတွေပြင်းတော့ဆေးတန်းနေနဲ့ဘယ်လိုမှမဖြစ်တော့ slide နဲ့ပလင်းတစ်ချက်နဲ့တစ်ဖက်တစ်ချက်လုပ်ပြီးကမှစီစီဝလို့ကျွန်တော်လူကုခဲ့ရတာမမေဘူးဒီလားဒီတရက်ပြလဲတဲ့မှုတွေမကြည့်တဲ့လဲတဲ့မှုတွေကဖះအဲ့လောက်ကြီးသွားလားတအားကိုအဲ့ကိုစားခုစိတ်ဒီမမေဘူး6မိုင်ဂိတ်မှာ6မိုင်သူတို့ပါလာဖယုံဆိုလားဘာကောင်းလဲယုံဆိုလားရှိတယ်သူတို့ရဲယုံဆိုလားအဲ့မှာဖေကိုခေါ်တော့တာညာကြီးတော့ညာကြီးခေါ်တော့တာဒီအမိုးအဲ့လိုခေါ်လို့အဲ့လိုခေါ်လာအောင်ဒလန်နေတောင်မှပြောပြတာဒလန်မို့လို့ထားအောင်ပြခဲ့စစ်တဲ့ခုတိဆက်ဆင်ထားတဲ့တိဆက်ဆင်ထားတဲ့နေရာရဲ့မြောက်ဘက်ကလေအကြည့်တဲ့သူတို့လာလိုက်လို့ရှင်ဂျလိန်ဂျလောက်ဆိုနေကျွန်တော်ဘာမှမလုပ်ရဲဘူးအခုကိုတို့ပြစ်တယ်လေကျွန်တော်ခံရုံပဲတော့ဘာမှကျွန်တော်မလုပ်ရဲဘူးပြလက်မြင်တာလာကလူလိုတာလာလေဟိုမောင်းချင်ရတယ်မောင်းချင်ရတယ်ကြောက်တယ်ယွန်းလဲယွန်းတယ်ကျွန်တော်တော့ယွန်းကြောက်တိကိုဖြစ်နေတာမေကိုမမေဘူးကျွန်မအခုချိန်ဒီမမေဘူးလို့ရိုက်ကြမှာစစ်ကောင်စီနဲ့ဘာမှမဆန်းနိုင်ဘူးပိုးတယ်အခုမထူးဆန်းတာမဟုတ်ပိုးတယ်တကယ်ပိုးတယ်ဟုတ်ရတယ်အဲ့လိုဒီရတိုင်းကလေးကိုသွားလို့ရှိရင်စစ်တပ်ဂိတ်ကမင်းနိုင်ခုတော့မင်းနိုင်မင်းနေကလေးတွေ့ရအဲ့လိုရှိချက်တော့မင်းနိုင်ကြောက်တယ်ဘယ်လဲကြောက်နှစ်ခါပဲကြောက်နေရနေကြောက်ဟဲ့ကြိုက်တယ်တော့အားကြောင့်ခုဆိုပိုးကိုပို့လာလို့စစ်ကောင်စီနဲ့ကိုမရှင်းနဲ့စစ်ကောင်စီချက်ကိုပိုးတယ်ချစ်တယ်နော်အမေစုမဲပေးခဲ့တာလည်းအမေစုပဲထည့်ခဲ့တာငါ့မိုက်တော့ရက်တူလုံးဝမကြိုက်တာအဲ့ဒါကိုပွင့်လင်းလေးမကြိုက်ဘူးဒီနေ့တိုင်ရင်ဒီနေ့ခွေလိုက်မယ်တေးတဲ့မွေးတဲ့နေ့ဆိုတဲ့စိတ်နဲ့ဒါပေမဲ့အဲ့လိုပြောဖို့လက်ခံတဲ့သူမရှိလို့ကျမတို့မပြောခဲ့တာနှုတ်ပိတ်နေခဲ့တာကိုကခုနကတော့နန်းကြောင်းလိုက်လို့နန်းဖွင့်လိုက်လို့ကျမတို့ဖွင့်ပြောလိုက်တာဒါပဲဒီလောက်ပဲအခုဒီလိုပါအခုလက်ရှိဆိုလည်းလုံးလို့နော်အခုဟိုတိတ်မှာပါခုနကဒါကျွန်တော်တို့ခုနကတက်ဖွဲ့ရဒီမိုက်တယ်အားလဲကြောက်တယ်ဘလုံးတော့ပြောလို့ရှင်မပြောရဲလို့လူတွေကကြောက်လို့တာမပြောရဲလို့တာနော်ဘ누구ကိုကြိုက်ပါတယ်ဘယ်ဝါကိုကြိုက်ပါတယ်မပြောရဲလို့တာမပြောတာကျွန်တော်တို့စိတ်ထဲနဲ့အခုလည်းခုနကတော့လည်းအကိုရောက်လာမြောက်လာတော့ဒီဂျင်းတော့ကျွန်မချတာနော်ဘယ်ပွက်ရတော့လို့မေးချင်လို့မေးရမဟုတ်ဒီနန်းတောင်းမပွက်ဆိုကျွန်တော်မတထားလို့ကိုမချချင်လို့ကျွန်မမေးလိုက်တာခင်ဗျားတို့အဲ့အဖွဲမဟုတ်ဘူးမို့လားလို့မေးလိုက်ခါမှမဟုတ်ဘူးဆိုမှကျွန်မဟွာဖြစ်တယ်